Hello အားလုံးပဲမင်္ဂလာပါစစ်တစ်ကဝါရင်3လတက်လို့စားတာပေါ့နော်ဒီနေ့စစ်တစ်ချက်စားကြတဲ့ညနေကိုကြားချင်လို့ပါဒါကတော့ညနေငယ်သစီနေကိုရုပ်ပြုထားတာဖြစ်ပါတယ်ဘဆူလေးပါပြီအဲ့ဒါပြုထားတဲ့အချိန်မှာစစ်တစ်ကစက်သွန်ဖြူလေးကိုဒီချာချာနှွာထားပါတယ်နာပြင်းနေရုပ်သစီနေကိုရောပြီးပြုထားတဲ့အချိန်မှာစစ်တစ်ကစက်သွန်ဖြူလေးကိုဒီချာချာလေးနှွာနေတာပဲဖြစ်ပါတယ်ခုဆိုရင်တော့ခုနပြုတ်ထားတဲ့မိရဲ့ငယ်စိမ့်လေးကိုစစ်တစ်ကအကန်လေးကိုစေထည့်လိုက်ပါတယ်။ဒါကတော့မိရဲ့ငယ်ဒီစိမ့်ရဲ့ခုနစစ်တစ်နာထားတဲ့စက်သွန်ပြူလေးရဲ့ပဲဖြစ်ပါတယ်။ပြီးရင်စစ်တစ်ကအမြင့်လေးတွေကိုအနေတော်အတုံးလေးတွေဒါလေးနဲ့လိလိုက်ပါတယ်။ညကခုမှချကားသားဆိုတော့တော်တော်ပူနေပါတယ်။ပြီးတော့စစ်တစ်ကမြင့်လေးတွေကိုအနေတော်အတုံးလေးတွေရဲ့ပြီးရင်စစ်တစ်ကစက်သွန်ပြူလေးတွေကိုလည်းအနေတော်အတုံးလေးတွေလိမှာပဲဖြစ်ပါတယ်။ Okay ခုဆိုရင်တော့ပကံထဲမှာစတိလိပြီးပါပြီ။စက်သွန်ပြူလဲလိပြီးပြီ။ညလဲလိပြီးပြီ။ငုံသီးစိရဲ့ပြီးတော့အမယာသီးလေးကိုလည်းစတိက40စီပြီးတော့လိထားပါတယ်။ဟုတ်တယ်မှာပါရှင်။အမယာသီးလေးငရုတ်သီးစိညင်စက်သွန်ပြူတေချာချာလိထားပါတယ်။ဒီပြီးလို့ရှိရင်တော့စတိကအဲ့ခုနလိထားတဲ့ညင်ရဲ့စက်သွန်ပြူရဲ့ငရုတ်သီးစိရဲ့အကုန်လုံးကိုစတိကရုပ်စုံလေးကိုထည့်လိုက်ပါတယ်ပြီးရင်တော့အဲ့ရုပ်စုံလေးကိုစတိကဟင်းချိုမုံနဲ့နေထည့်ပါတယ်ဟင်းချိုမုံနဲ့နေထည့်ပြီးတော့ဘာထည့်ဦးလဲဆိုတော့စတိကစားထည့်ပါတယ်ဟင်းချိုမုံနဲ့နေစားရည်ကိုထည့်လိုက်ပါတယ်ကဲခုစတိကငရုပ်စုံလေးကိုမြင့်စက်သွန်ပြူငရုတ်သီးစိပြီးတော့ဟင်းချုံမုံနဲ့စားအောင်နည်းထည့်ပြီးတော့ထောင်းလာပြီဖြစ်ပါတယ်။ထောင်းလိုက်ပါပြီ။ကဲခုဆိုရင်တော့စစ်တစ်ကဒီတဲ့နှစ်လေးကိုဒီချာချာထောင်းပြီးသွားပါပြီ။စစ်တစ်ကနှစ်ကိုအရန်ကြည့်အောင်မထောင်းပါဘူး။နှစ်ကုန်းငရုတ်သီးရောစက်သွန်ပြူရောလို့ဆိုစစ်တစ်ကနှစ်ကိုလည်းအဲ့လိုနှစ်ဖက်လေးတွေကြံအောင်ထားပါတယ်။ဒီစက်သွန်ပြူဆိုလည်းအရန်ညံအောင်မထားပါဘူး။စက်သွန်ပြူအတုံးလေးတွေရဲ့အဲ့နှစ်ဖက်ကလေးတွေရဲ့အဲ့ငရုတ်သီးစိအဲ့အကလေးတွေဖြစ်နေတာကိုစစ်တစ်ကစားချင်တာပေါ့နော်စစ်တစ်ကကြိုက်တာပါအဲ့တော့စစ်တစ်ကထောင်းပြီးပြီဆိုတော့စစ်တစ်ကအဲ့ဒီနှစ်ထောင်းလေးကိုစီလေးဆန်းလိုက်ပါတယ်စီလေးကိုနည်းနည်းမများလေးဆန်းလိုက်တာပေါ့နော်ဆန်းလိုက်ပြီးလို့ရှိရင်တော့စစ်တစ်ကခုနအသင်းစိတ်ထားတဲ့တံမယာသီးလေးတွေကိုစစ်တစ်ကညှစ်ထည့်လိုက်ပါတယ်ကဲဒါဆိုရင်တော့နှစ်ထောင်းလေးကိုစီထည့်တယ်တံမယာသီးတိတိကျကျလေးညှစ်ပြီးတော့ထည့်လိုက်ပါတယ်ရှုရှဲရတာတော့ဖြစ်မှာသိကြပါရဲ့ရှင်ကဲဆိုရင်တော့ဒီမှာပါစစ်တိကျကျကိုထောင်းထားတဲ့ဒီထောင်းလေးရပါပြီဒါကတော့ဒီနေ့စစ်တိတက်လို့ချက်ထောင်းစားပြတဲ့ဟင်းလေးပေါ့နော်အလုံးမဲဝါရင်းကာလာမှာစစ်တိလူမျိုးထောင်းလေးနဲ့စားနိုင်ကြပါစေ